ကျွန်တော်2019ခုနှစ်က2019ခုနှစ်ဒီဇင်ဘာလတုန်းကရေးပြခဲ့တဲ့စာတပုဒ်ကိုဖတ်ပြပါမယ်ကာလာတရားမြင်းသားဘောကအဆက်ပြောင်များလင်ခါဟဲ့ဖျားပွဲရှိရလေမတော်ဘူးလားဘေးဆိုင်မှာမိမတယောက်ဤအတန်သည်စူးကျင်စွာထွက်လာသည်ကျွန်တော်မှမျက်လုံးကိုမိတ်ထားလိုက်ရ၏စကားတန်သည်ထိုနေရာတွင်မရက်သေးမြမအသင်းရှုံးသည့်အကြောင်းမင်းညကလှုပ်ဖြစ်သွားသည်လူတို့ကြောက်ကြသည့်ကိစ္စတစ်ခုအကြောင်းမျိုးသမီးတအုပ်စကားတွေကိုဒရဆက်ပြောနေကြသည်အဖြေကိုသိကျင်လာသည်လည်းမဟုတ်ကြတော့မေးခွန်းတွေမေးနေကြသည်စကားတစ်ခွန်းမဆုံးခင်မှာပင်ဖြတ်၍နောက်အကြောင်းကိစ္စတစ်ခုကိုဆက်ပြန်သည်ဘာအဓိပ္ပာယ်မျှမရှိဘဲစကားတွေရှောက်ပြောနေရခြင်းသည်နှစ်သက်ဖွယ်လည်းမရှိစူညံသံတွေကိုကျွန်တော်ကမကြိုက်သို့တော့ကားဂိတ်ဆိုင်ကယ်ဂိတ်တို့ဆိုဒီမှာအမြဲပွက်လောရိုက်နေတတ်သည့်နေရာရွာနှင့်မြို့ပြေးဆွဲသည့်သုံးမင်းကားဂိတ်ဝင်အတွင်းကဆိုင်ငန်းတစ်ခန်းထဲရှိပလက်ကလထိုင်ပေါ်တွင်ထိုင်ရင်စူညံမှုကိုမနစ်မသက်ဖြစ်ရသည်မှာဖြတ်တန်းနေရသည့်ခင်းနှင့်ပင်လျော်ညီနေသေးသည်ကျွန်တော်ကငြိမ်သက်စွာလှဲလျောင်းကငေးနေရသည်ကိုကြိုက်သည်အဓိပ္ပာယ်မရှိရှောက်ပြောနေရသည်ကိုမကြိုက်တော့လဲအဓိပ္ပာယ်မရှိတွေးနေရတာကိုတော့ကြိုက်သည်သို့တော့မရစကားသံတွေလူခေါ်အော်ဟစ်တံတွေကကြားနေရသည်စကားလမ်းကြောင်းသည်လည်းအခြားတစ်ခုသို့ပြောင်းသွားပြန်သည်စကားဝိုင်းအတွင်းသို့ထပ်ပေါင်းဝင်ရောက်လာသောအသက်84နှစ်ရှိပြီဖြစ်သောအဖွားအိုကြောင့်မူလကပြောနေခဲ့သောစကားစာများခြုံငိမ့်သွားသည်အဖွားအိုဝိုင်း၍ထိုင်ကအထူးဆန်းလိုကြည့်၍အံ့ဩကုန်နိုင်ပွဲပြောဆိုမေးမြန်းနေကြသည်ကိုကြားနေရသည်အဖွားအိုမှာတန်တုံးမြန်တုံးရွာမနေ၍မြို့သို့သုံးပြီးစီး၍ဈေးတက်ဝယ်နိုင်သေးသည်တဲ့စပင်မှာလဲစိတ်မဆိုးပါပဲမဲနဲ့နေတော့နဲ့အခုတစ်ခေါက်မြို့ပေါ်တက်ချင်းသည်ဈေးဝယ်ရန်တက်မဟုတ်လွန်ခဲ့သည့်2ရက်ကငရုတ်သီးချွေတာများသွား၍ဇက်ခိုင်နေသောကြောင့်အနှိတ်ခံဖို့လာခြင်းဖြစ်သည်တဲ့သူတို့၏စကားသံများဖြင့်ပင်သူတို့၏စကားဝိုင်း၏အဓိပ္ပာယ်ကိုသဘောပေါက်လာသည်အသက်84ရှိပြီဟုဆိုသောအဖွားအိုမျက်စိထဲမြင်အောင်ကြည့်နေမိသည်အသက်84နှစ်ဆိုသည်မှာလဲဒီခေတ်ထဲဖြစ်တောင်ဖြစ်ခဲလို့ပင်ပြောရမည်ထို့လောက်အသက်ရှည်လင်လဲအများစုမှာအိယာဘောတွင်အိယာပူနာများပေါက်လျက်ဆေးပိုက်တန်းလန်းဖြစ်နေရမည်သို့မဟုတ်လည်းတနေ့လင်လက်သီးတဆုပ်စာဆေးများပါဇက်နှင့်လက်မပြတ်ရအောင်မျိုးချနေရပြီးထိုင်ကုန်တစ်ခုပေါ်တွင်ကြောက်ရွံ့ကဲ့သို့ငြိမ်သက်နေရတော့မည်မဟုတ်လားနားမထောင်ပဲကြားနေရသည့်နောက်တော့ကျွန်တော်လဲထိုစကားဝိုင်းသို့လှမ်းနားဆွင့်နေမိသည်တကယ်တော့ထိုစကားဝိုင်းကိုမြင်ရဖို့ရန်ကျွန်တော်တို့တိတ်အားထုတ်ရန်မလို့ပလက်ကလထိုင်မှနည်းနည်းဖြေလျှော့ထား၍ကြည့်လိုက်ရန်ပဲသို့တော့ကျွန်တော်မကြည့်သူတို့၏အတန်ကိုသာမျက်လုံးမိတ်၍နားဆွင့်နေလိုက်သည်အဖိုးအိုသည်အဖွားအိုသည်သူ့ဘဝဖြတ်တန်းမှုသူ့အဘိဓမ္မာကိုဖြင်းညင်းစွာဆက်လက်ပြောပြနေသည်သားယောက်ျားလေးတွေမြန်ဘာမှမကောင်းဘူးငါ့ဘာသာငါငရုတ်သီးချွေတာသူကလာငေါ့နေသေးတယ်ဟဲ့ငါလှုပ်ချင်လို့လှုပ်တာပေါ့ဘာဖြစ်လဲသမီးမိန်းကလေးတွေပဲကောင်းတယ်မိဘကိုတိတတ်တယ်
ပြောတာဒီနေ့အထိကိုယ့်ဟာကိုယ်ချက်စားတယ်လောက်ကိုယ့်ဘာသာကိုလှုပ်စားတယ်ငှားစားတယ်ပဲထားပါဦးနှစ်ဖြန်ဆိုနှမ်းရောက်မယ်လေလှုပ်ငါဒီလိုကျမ်းမာနေတာနဲ့တူတာပဲပြီးခဲ့တဲ့နှစ်ကစကိုင်းရဆရာလေးကဟောသွားတာအကြီးဝင့်တော့မယ်ကြောကုန်းနေဘူးကန်မှဲ့ပါတယ်နားရမှာကိုမဟုတ်ဘူးအလုပ်ပဲလုပ်နေရမယ်တဲ့မှန်ပါတော့ငါနေလဲမနေတတ်ဘူးလေပကံစီးတာတော့ဟိုမြေးမဆေးနေရင်ငါစိတ်တိုင်းမကြလာဘူးငါကတော့ယူပြီးပြန်ဆေးတာပဲအမေငါမှတီတောင်ရှိနေပြီလေမြက်ကမွေးတာအောင်စရာမကောင်းဘူးလားအဲ့ဒီမြေးမြက်တီတွတ်ဆိုတာလေမှတ်ဖို့နေရုံကဆာရက်တီထဲမှာပဲရှိမယ်ထင်တာလေအဖွားကိုစကားများသည်တောင်ရောက်မြောက်ရောက်ဖြစ်နေသည်အစီအစဉ်ကမကြအင်းလေထိုင်ပြီးစကားတွေရှောက်ပြောနေနိုင်တာပဲတော်လာပြီကျွန်တော်ဆိုရင်ဘယ်အသက်အရွယ်လောက်ထိအသက်ရှင်နေနိုင်မလဲစဉ်းစားကြည့်မိသည်တရားမိကိစ္စမှာစဉ်းစားကြစရာမကောင်းအသက်မှကြီးပါအောင်မလားမပြောနိုင်ကျွန်တော်သာအသက်ကြီးလာရင်အဖိုးကြီးဖြစ်တယောက်တည်းအခုလိုပလက်ကလထိုင်ပေါ်ထိုင်နေတယောက်တည်းခတ်တိုးတိုးစကားတွေပြောနေမိထင်မိသည်တယောက်တည်းစကားပြောထက်သည့်အကျင့်ကျွန်တော်တွင်ရှိနေသည်ကိုအရင်ကသတိမထားမိသတိထားမိသည့်အချိန်တွင်ကျွန်တော်မှထိုအကျင့်အဆွဲနေပြီထို့သောအကျင့်ဆွဲနေသည်ကိုသိပါမှတယောက်ယောက်များကြည့်နေမလားဟု၍ရှက်စိတ်ကဖြစ်မိသေးသည်နောက်ပိုင်းတွင်မဖြစ်တော့အလိုလိုနေရင်စိတ်ကူးတဲ့ကအကြောင်းတွေကိုစကားတွေပြောတတ်လာသည်လူတစ်ယောက်နှင့်စကားပြောနေပုံမျိုးတော့မဟုတ်ပါဒဏ်ရာကနာကျင်လှ၍တယောက်တည်းညီးနေသည့်လေမျိုးလောက်သာခတ်တိုးတိုးယခုအဖွားကိုပြောနေသည့်အကြောင်းအရာမျိုးတွေနဲ့ခက်ဆင်ဖြစ်ခြင်းဖြစ်ပြီလူဘဝသည်ကုံလွယ်လွန်လှ၏ဘာဆိုဘာကိုမှကောင်းကောင်းမဖြတ်တန်းရသေးခင်မှာပဲအိုမင်းတွင်ဆုံးသို့ရောက်ရတော့မည်ဟုခဏတွေးမိနေသည်ခေတ်ကလည်းလူတို့ကိုစိတ်တန်ရာကိုယ်တန်ရာကိုစီဖြင့်အိုမင်းရင့်ရော်သွားစေဖို့တွန်းပို့ပေးနေသည်တစ်ဖက်အခန်းမှအဖွားကိုကတော့စကားတွေပြောကောင်းနေစေတက်ကြီးစကားတက်ငယ်ကြားအမျိုးသမီးတစုကလည်းဆက်စုမေးမြန်းစေရွာဦးဓမြတိုက်တာလားအဲ့ဒါလဲရွာထဲကပဲလက်ထောက်ချတာပေါ့အဲ့တုန်းကသုံးအိမ်တိုက်သွားတယ်ဘီးတွေခြေချင်းတွေကိုအများကြီးပဲပါသွားတာငါတို့ကစိန်တွေမရှိပါဘူးရှိတာကမတန်းကြီးတို့မတန်းကြီးဆိုရင်သူ့နှစ်ထင်ကိုဒီလိုကြီးတနက်နဲ့ထောက်ထားတော့အိုးထဲမှာဒီအိုးထဲမှာဟောကအိုးထဲမှာအိုးရှိသမျှအကုန်လက်ညှိုးထိုးပြလိုက်ရတော့တာပဲသူ့ယောက်ျားကိုထုံးကိုကြတော့အိမ်ရောက်မှာလက်ကိုနောက်ပစ်ကြိုးချီပြီးရင်ဘက်ကိုနွားတဘိုးတုံးနဲ့ရိုက်ထားတာရင်ဘက်ကြီးကိုညိုမဲဆွဲလို့တေတော့မသေးပါဘူးနောက်တော့မိတာပေါ့တစ်ဖက်ရွာကလူပဲတိတာပေါ့ဒါပေမဲ့ယုံတက်တော့သူတို့ကတိုက်ရပါပစ္စည်းနဲ့လက်ထိုးနိုင်တယ်လေဒီမှာအကုန်ပါသွားပြီဘယ်လိုပေးနိုင်တော့မှာလဲအဲ့တော့ရှုံးတာပေါ့တနာပါတယ်မတန်းကြီးတို့ကိုထွန်းတို့လည်းတေကုန်ကြပါပြီဖွားဝကြီးစကားမှာနားထောင်လို့ကောင်းလာပြီစိတ်ဝင်စားစရာဖြစ်လာပြီအစောပိုင်းကထိုဖွားကိုဘေးကထိုင်ကြည့်နေသူများကတယောက်တစ်ပေါက်မေးမြန်းနေရမှယခုတော့ဖွားကသူပြောခြင်းရာကိုစိတ်လိုလက်ရရှိတယ်လို့ပြောပြနေတော့သည်ဘိုလ်ချုပ်ကလားမြင်တော့မမြင်လိုက်ရပါဘူးဟိုခေတ်ကဒီလိုမလွယ်ဘူးရွာနေမြို့တက်ဖို့နွားမရှိတော့လို့မရောက်လိုက်ဘူးဘိုလ်ချုပ်တည်တော့ငါကအပြိုပေါက်14-15နှစ်လောက်တော့ရှိမယ်ထင်တာပဲကောင်းတော့မမှတ်မိပါဘူးဒီဘက်ခေတ်ကလေးတွေညီတို့ကန်ကောင်းကြပါလေဟောမော်တော်ကားတွေမော်တော်ဆိုင်ကယ်တွေနဲ့လွဲနေပြီတယ်လီဖုန်းတွေနဲ့အဝေးကြီးကိုတော့လှမ်းပြောလို့ရနေပြီပဲဟိုငါတို့တော့ဘာမှမလွယ်ကလေးဆိုလဲဒီလိုပဲမဆက်သွယ်နဲ့တပြွတ်မွေးရတာပဲကြီးဆုံးကသေးရကြပြီလေခုနေရှိရင်60ကျော်လောက်တော့ရှိမှာပေါ့မတွက်တတ်တော့ပါဘူးဂိတ်တွင်းဝင်လာတော့စူညံလွန်လာသည့်ဆက်တန်နဲ့သုံးဘိန်းဆိုင်ကယ်ကြောင့်တက်ကြီးစကား
တက်ငယ်စကားအစီအစဉ်လေးပျက်စီးသွားသည်ထင်သည်ရီးဝင့်ပြုတ်ရီးဝင့်ခမရမလဲခေါ်လဲရတာဗျာကြားရတဲ့နဲ့လာတက်တော့သွားကြမယ်သုံးမိန်းသမားကအဖွားကိုအော်ဟစ်မန်မဲ၍ခေါ်နေသည်မျက်နာကအလိုမကျစိတ်မရှိသည့်ဟန်ကလိုအပ်သည့်ထက်ပင်ပေါ်လွင်နေသေးသည်အဖွားကအေးပါလာပါပြီဟဲဟုမျက်နာငယ်နှင့်ဆိုကသုံးမိန်းပေါ်သို့တက်ရန်ခက်ခဲကြိုးစားနေ၏မျိုးသမီးငယ်တစ်ယောက်ကနောက်မှကူတွန်းပေးလိုက်မှနေရာကျလေသည်ထို့နောက်ဝင်လာတော့ကဲ့သို့ပင်စူညံလှသောအတန်ပလန်အစုံဖြင့်သုံးမိန်းဆိုင်ကယ်ကပြန်လည်ထွက်ခွာသွားလေတော့သည်ဤမြကြမ်းတမ်းလှသောအမောင်းသမားနှင့်ရွာလန်းချမ်းများအပေါ်အဖွားကိုဘယ်လိုများစီးနှင်းလိုက်ပါခဲ့ရပါလိမ့်တကယ်ဘဝမှာရောပေါ့ပြီးတော့ကားဂိတ်ကလေးမှာအနှဲငယ်ငြိမ်ကျသွားသည်သို့တော့ခိတ္တကလေးများသာဖုံမုံတို့ဝေးလေကြံရစ်ခဲ့သည့်ညနေဆောင်နေအောင်ကြီးတွင်သို့ကလေးငယ်တအုပ်ပြုံးရှင်စွာအော်ဟစ်၍တိုးဝင်လာကြသည်ကာလာတရားမြင်းသားပေါ်ကမထင်ရှားသောအဆက်ပြောက်လေးတွေများလားဒါမှမဟုတ်ဘယ်ကကလေးငယ်တွေများပါလဲလင်ခါဒီဇင်ဘာ2019